မင်္ဂလာပါပမာတိုင်းတာပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ Diploma in Educational Studies ပညာရေးမှုကျောင်းဆင်းပွဲကျင်းပတဲ့တဲ့ချင်းရှင်ပွေရောင်မြို့နယ်အတွင်းကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဖို့အတွက်အမည်စရင်းလိုက်လံကောက်ယူနေတဲ့တဲ့ချင်းနဲ့တနိုင်းမြို့မှာစစ်မှုထမ်းဖို့အတွက်လူအင်အားခေါ်ယူဖို့အစည်းအဝေးလုပ်နေတဲ့တဲ့ချင်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းမုံပါKIA အစိုးရဗဟိုပညာရေးရုံးကကြီးမှုပြီးတော့မြို့နယ်တိုင်းကပညာရေးမှုတွေကို Diploma in Educational Studies ပညာရေးမှုကျောင်းဆင်းပွဲကိုမတ်လ20ရက်ဒီကနေ့မှာမိုင်ဂျာယောင်မြို့ MIED ခမ်းမဆောင်မှာဒီကနေ့ကျင်းပခဲ့ပါတယ်။ Diploma in Educational Studies ကိုပညာရေးမှုအဖြစ်9နှစ်အထက်တာဝန်ထမ်းဆောင်ပြီးဖြစ်တဲ့သူတွေကိုအဓိကသင်ကြားပေးတာဖြစ်ပြီးတော့တဦးချင်းစီရဲ့တိုးတက်မှုနဲ့ပညာရေးလုပ်ငန်းတွေမှာဥဆောင်လုပ်ကိုင်တဲ့အပေါ်ပိုပြီးထိရောက်မှုရှိစေဖို့အတွက်ရည်ရွယ်ပြီးတော့တင် जा ပေးတာဖြစ်တယ်လို့မိုင်ဂျာယန် Institute of Education MIED ကျောင်းအုပ်ရဲ့ပြောကြားချက်အရသိရပါတယ်။တင်တန်းကျောင်းဆင်းပွဲမှာဒီပလိုမာပွဲပေးအပ်ပြီးမြို့နယ်တိုင်းကပညာရေးမှု18ယောက်ကို MIED ကျောင်းအုပ်ဆရာမကြီးကကျောင်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။အခုလိုပညာရေးမှုတွေကိုမွမ်းမံတင်တန်းပေးတာဟာပထမအကြိမ်ဖြစ်ကြောင်းနဲ့ပညာသင်နှစ်ဖြစ်ပြီးတော့လာမယ့်နှစ်တွင်မှလည်းဆက်လက်တင် जा ပေးသွားဖို့ရှိကြောင်းနဲ့ကျောင်းဆင်းပွဲမှာအထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ကျောင်းသူကျောင်းသားဆရာမိဘအယောက်300ကျော်တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ရှင်ပွေရောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှုတွေကမတ်လ22ရက်ဒီကနေ့ကနေစတင်ပြီးတော့စစ်ကောင်စီတပ်မှစစ်မှုထမ်းဆောင်ဖို့အတွက်ရှင်ပွေရောင်အတွင်းမှာရှိတဲ့အသက်18နှစ်ပြည့်ပြီးတဲ့လူငယ်အယောက်90ကိုဦးဆုံးအမည်စရင်းကောက်ယူမှာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှုဘောက်ကျစ်အောင်ဦးဆောင်ပြီးတော့ကျေးရွာရွက်ကွက်ဥက္ကဋ္ဌတွေနဲ့ကျေးရွာအတွင်းကထုတ်ပြန်ချက်စာဆောင်တွေကိုလိုက်ဝေနေပြီးတော့ရက်ကွက်တစ်ခုက2ဦးစစ်မှုမထမ်းမနေရစရင်လိုက်ကောက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်မှစစ်မှုထမ်းဖို့အတွက်လူအင်အားခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့တနိုင်းစစ်ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးမှုတွေကမတ်လ21ရက်နေ့မှာအစည်းအဝေးခေါ်တယ်လို့ဒေသခံတွေထံကနေသိရပါတယ်။အစည်းအဝေးမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်တနိုင်းတပ်ကစကအရာရှိတွေပါဝင်ခဲ့ပြီးတော့တနိုင်းဒေသအတွင်းမှာရှိတဲ့အသက်18နှစ်ပြည့်ပြီးတဲ့လူငယ်18ယောက်ကိုစစ်ကောင်စီတပ်မှစစ်မှုထမ်းဖို့ရွေးချယ်သွားမှာဖြစ်တယ်လို့အစည်းအဝေးတက်ရောက်သူတွေထံကသိရပါတယ်။အခုလိုစစ်ကောင်စီတပ်စစ်မှုထမ်းဖို့အတွက်လူငယ်18ယောက်ကိုခေါ်ယူဖို့လုံးဝမဖြစ်နိုင်ကြောင်းနဲ့စစ်ကောင်စီတပ်ဖက်ကအတင်းအဓမ္မဖမ်းဆီးတာတွေပြုလုပ်နိုင်တာကြောင့်အသက်ပြည့်တဲ့လူငယ်တွေအနေနဲ့တတိနေဖို့အတွက်ပြောဆိုနေကြပါတယ်။အခုချိန်စစ်ကောင်စီတပ်ကပြည်내တိုင်းနဲ့မြို့နယ်ကျေးရွာအလိုက်စစ်ကောင်စီတပ်အင်အားတိစောက်ဖို့အတွက်စစ်မှုမထမ်းမနေရဥပဒေကိုပြဋ္ဌာန်းပြီးတရားဝင်စစ်သားစုဆောင်းနေတဲ့အနေအထားဖြစ်တယ်လို့ပြည်သူတွေကပြောဆိုနေကြပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်းလန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်